9 to 5ဆိုတဲ့ဝန်တန်းဘဝကနေပြီးတော့ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုရအောင်ဘယ်လိုမျိုးဖန်တီးလဲကျွန်တော်တို့ကဝင်ငွေလမ်းကြောင်းဆိုတာတစ်ခုတည်းပို့ပြီးရှိထားတဲ့ကိုကမပြောကောင်းမဆိုကအလုပ်ကနေဖက်ကနေအထုတ်ခံရပြီဆိုရင်ဒီ game ထဲမှာ frame သွားဖို့အတွက်နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုရှိနေဖို့တော့လိုပါတယ်ဆိုတော့ဘယ်လိုမျိုးဖန်တီးကြမလဲလက်တွေ့ကြကြစဉ်းစားကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီ9 to 5လုံးနေရတယ်ဗျာဆိုတော့ပြန်ရောက်ရင်ဒီအိမ်မူကိစ္စတွေလုပ်ရမျိုးရှိမယ်ဇနီးမယားခင်မောနေအချိန်ပေးရမှရှိရလူလွတ်ဆိုလဲကိုကောင်မလေးကိုကောင်လေးကိုအချိန်ပေးရမျိုးရှိမယ်ဆိုတော့အဲ့အရာတွေကျွန်တော်တညလုံးလားမဟုတ်ကျွန်တော်7နာရီ9နာရီ10နာရီလောက်ဆိုရင်တော့အားကောင်းအားပါလိမ့်မယ်ဆိုတော့အဲ့အချိန်လေးမှာကျွန်တော်တစ်နေ့ကိုတစ်နာရီများရဗျာတစ်နေ့ကိုနာရီခွက်ပဲအဲ့နာရီခွက်လောက်ပဲကျွန်တော်တို့ကအချိန်လေးဖယ်ထားပေးဖို့လိုတာဆိုတော့အဲ့နာရီခွက်မှာကျွန်တော်ရုံးကဒီကောင်မကတော့ဒီနေ့ကတော့ဗာပြောလိုက်တယ်အဲ့ဒါကြီးဘာမှမတွေးတော့ဘဲနဲ့အဲ့နိုင်ခွက်လေးမှာကျွန်တော်တို့ကတခြား skill တစ်ခုကိုကျွန်တော်တို့လေ့လာမယ်ဆိုရင်ဥမာ video editing ပဲလေ့လာမလားဘာသာစကားပဲလေ့လာမလား marketing ပဲလေ့လာမလား AI ပဲလေ့လာမလား content creation ပဲလေ့လာမလားကြိုက်တာလေ့လာလို့ရတယ်အဲ့အရာလေးတစ်ခုပဲစိတ်နှစ်ပြီးတော့တနေ့ကိုနိုင်ခွက်နော်တနာရီအကောင်းဆုံးပါဗျာတနာရီလေ့လာရင်နိုင်ခွက်လေ့လာရင်တစ်ရက်နှစ်ရက်တစ်လနှစ်လတည်တာမဟုတ်နှစ်လသုံးလကြာရင်နည်းနည်းလေးတည်တာလာလိမ့်မယ်သုံးလလေးလကြာရင်နည်းနည်းလေးကျွမ်းကျင်စာပြုလာလိမ့်မယ်6လ9လဆိုရင်တော်တော်ကြီးတည်လာလိမ့်မယ်7လ9လဆိုရင်အဲ့ရကျွန်တော်စတင်လို့ရတယ်ဆိုတော့တနစ်နေအဲ့ကနေကျွန်တော်ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုရလာပါပြီဆိုတော့အချိန်ကာလတစ်ခုနေကျွန်တော်တို့ကဒီဝန်ထမ်းဘဝကနေလည်းထွက်เสียမလို့နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့လာကထုတ်တဲ့အခါမှာအကျွေးကြီးလည်းပြီးမနေတော့ဘူးပြီးတော့ financial freedom ဆိုတဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုစီကိုလည်းတဖြည်းဖြည်းနဲ့သွားနိုင်မှာဖြစ်ပါတယ်Okay ဒီနေ့တော့ပဲဖြစ်ပါတယ်အားလုံးပဲ see you guys ပြန်